စီးပွားရေးနဲ့ကုသရေးအဝယ်ဝင်ကြီးဌာနကထုတ်ပြန်လိုက်တဲ့မှတ်တမ်းတွေအရဆိုရင်ယခုဘဏ္ဍာနှစ်ပြီးခဲ့တဲ့၈လအတွင်းကုန်သွယ်မှုကဏ္ဍမှာကုန်သွယ်ရေးလိုငွေအမေရိကန်ဒေါ်လာ1ဘီလီယံရှိခဲ့တယ်လို့သိရပါတယ်။ရက်ကိုကတင်ဆက်ပေးသွားမှာပါ။စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့မှတ်တမ်းတွေအရဆိုရင်ယခုဘဏ္ဍာနှစ်ပြီးခဲ့တဲ့၈လအတွင်းကုန်သွယ်မှုကဏ္ဍမှာကုန်သွယ်ရေးလိုငွေအမေရိကန်ဒေါ်လာ1ဘီလီယံရှိခဲ့တယ်လို့တွေ့ရှိရပါတယ်။ပြီးခဲ့တဲ့ AB တရက်ကနေဒီဇင်ဘာ15ရက်အတွင်းကုန်သွယ်မှုကဏ္ဍမှာပြည်ပကိုတင်ပို့ခဲ့တဲ့ပို့ကုန်တန်ဖိုးကအမေရိကန်ဒေါ်လာ10ဘီလီယံရှိခဲ့ပြီးပြည်တွင်းကိုသွင်းခဲ့တဲ့သွင်းကုန်တန်ဖိုးကအမေရိကန်ဒေါ်လာ17ဘီလီယံရှိခဲ့တာကြောင့်ကုန်သွယ်မှုကဏ္ဍမှာအမေရိကန်ဒေါ်လာ1ဘီလီယံရှိခဲ့တာဖြစ်ပါတယ်။၈လအတွင်းဖြစ်ပေါ်ခဲ့တဲ့ကုန်သွယ်မှုတန်ဖိုးစုစုပေါင်းပမာဏဟာအမေရိကန်ဒေါ်လာ21ဘီလီယံရှိခဲ့ပြီးပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကာလတူအနေအထားမှာဖြစ်ပေါ်ခဲ့တဲ့ကုန်သွယ်မှုတန်ဖိုးနဲ့နှိုင်းယှဉ်ရင်အမေရိကန်ဒေါ်လာ3ဘီလီယံရောကျသွားခဲ့တယ်လို့တွေ့ရပါတယ်။အဓိကကုန်သွယ်ဘဏ်နိုင်ငံတွေဖြစ်တဲ့တရုတ်၊ထိုင်းနိုင်ငံနဲ့နယ်စပ်ကုန်သွယ်မှုကဏ္ဍကနေကုန်သွယ်မှုပြုလုပ်ရမှာရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေလို့ကုန်သွယ်မှုနှောင့်နှေးနေတာမျိုးတွေကြုံနေရတာကလည်းကုန်သွယ်မှုတန်ဖိုးရောကျစေတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။